တဲ့ချိန်ပီတိများနေရင်တွေခုံပူပင်မှုတွေနဲ့ဘဝရဲ့မောင်များဝေးပါကြီးဟာပြေဆုံးခေတ္တလေးကိုမင်းနာတိကစင်ကိုကတချင်များဆိုမဲလေးပုံပြည့်တဲ့တွေနဲ့မင်းငါချောတိတ်တော့အိမ်မက်တွေလာနေမင်းရှိခဲ့ရင်ဒီနိုးဘဝမှာချင်လို့ဝပါနေရောက်သေးတော့မင်းရှိခဲ့ရင်ဒါဟာပြောချင်လို့ကနေပဲနေကြရင်ဒါနေရောက်သေးတော့အတူတူနာမမင်းလေးရှိတဲ့ချိန်ပီတိများနေရင်တွေခုံပူပင်မှုတွေနဲ့ဘဝရဲ့မောင်များဝေးပါကြီးဟာပြေဆုံးခေတ္တလေးကို